situationship boyfriend တွေ girlfriend တွေဆိုပြီး label တစ်ထားမျိုးမရှိဘူး but we are more than friends ဆိုလို့ရှိရင် that's a situationship exclusive သူတို့နှစ်ယောက်ကြားထဲမှာတခြားတပ်ပါတီဆိုတာမျိုးမရှိဘူးဆိုလို့ရှိရင် they are exclusive committed they are in a committed relationship ဆိုလို့ရှိရင်သူတို့နှစ်ယောက်ကအပျော်တွဲနေတာမဟုတ်ဘူးတကယ်ကို seriously ဖြစ်ဖြစ်စဉ်းစားပြီးမှတွဲနေကြတာမျိုး cohabiting လက်ထပ်ထားတာမျိုးမဟုတ်ဘူးဒါပေမဲ့ couple အနေနဲ့အိမ်တစ်အိမ်ထဲမှာအတူတူ living together နေရဆိုလို့ရှိရင် they are cohabiting polyamorous she is in a polyamorous relationship ဆိုလို့ရှိရင်သူ့မှာ boyfriend တယောက်ထပ်ပို့ပြီးတော့ရှိနိုင်တယ်အဲ့ဒီ boyfriend တွေကလည်းပဲအဲ့ဒီအနေထားကိုရှိတာကိုသိတယ်သဘောလေးတူတယ်ပန်းချင်း line ပေါ်ကနေပဲချစ်ချောင်းနေပြောနေတယ်တကယ်ကိုသမီးစားအနေထားဖြစ်တဲ့တီကိုအဆင့်တက်တာမျိုးမရှိသေးဘူးတခြားလူတွေလည်းပဲပြောနေတာရှိသေးတယ်ဆိုလို့ရှိရင် for sure he is punching you ဘောလုံးပွဲတွေမှာလိုပဲကိုကိုအရန်ကစားသမားအနေထားမှာထားတာ ghost တရေကိုပြောတာမဟုတ်ဘူးကိုကသူများ ghost လုပ်လိုက်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုက ghosted အလုပ်ခံရတယ်ဆိုတာကတစ်ဖက်ကိုဘာအကြောင်းပြချက်မှမပေးဘဲနဲ့အဆက်အသွယ်လုံးဝဖြတ်ချလိုက်တာမျိုး on again off again ပြက်လိုက်ဆက်လိုက် they break up but get back together many times ဆိုလို့ရှိရင်အဲ့လိုအတွဲတွေကို their love is on again off again ဆိုပြီးပြောလို့ရတယ် trouble couple ဆိုတာကလူနှစ်ယောက်ပါတာ trouble ဆိုရင်လူ၃ယောက်အဲ့ဒီ၃ယောက်လုံးကအတွဲလို့တွဲနေကြတာဆိုလို့ရှိရင် they are a trouble not a couple